စတွေ့ဆုံချိန်လေးမှတ်မိသေးရဲ့လားလို့ဘယ်ဆိုင်မှာထိုင်ခဲ့တာစရင်ဘတ်ထဲကိုထည့်ထားလို့တယောက်ကိုတယောက်ဖယ်မြလိုမျိုးဆွဲငင်အားတွေဆယ်စားမို့အတိတ်ကအကြောင်းတွေခွာချလာခဲ့နေရောက်တဲ့ဘဝကိုခြေသားစို့ကျွဲပြဖို့ပြောရင်ငါရဲ့နံရိုးများလားရေပြလို့စိတ်ပိုင်းဆိုင်ရာအားလုံးကိုလေးပံ့ပိုးထားတာတခါလေးကြားရင်ရန်ညိုးမြခဏဖင်ငါတို့နှစ်ယောက်ကန်ဆိုးသွားကြမယ်အခုလို့စုပ်ကတ်ကြီးတဲ့တယောက်ကိုတယောက်ကတန်ဖိုးထားရမယ်ပြောတဲ့ခုစကားလေးများဟာမူသားလေးများမှာပါအတိုးနဲ့ချစ်ဖို့လွမ်းနေတာတွေစူထားပေးထားပါအခုနားလေးနားလာဦးရသေးလားကွာဒေါက်တာလေးဆိုကျင်နာတွေနဲ့ကူစားပေးသွား